တတိထားမိလားမသိဘူး YouTube channel တက်တော့ကောက်လို့ဖွင့်လိုက်ပြီးဗီဒီယိုတင်ပြီဆိုလို့ရှိရင်အရှားသူတွေထက်ကိုဘေးနန်းကအပေါင်းအသင်းတွေကိုတငယ်ချင်းတွေကိုပို့ပြီးတော့ပလိန်ကြရဲဆိုတာအမှန်တရားပဲဆိုတော့ upline နဲ့အောင်မခံနိုင်ကြဘဲနဲ့ YouTube channel ဖြတ်လိုက်တာတွေ TikTok ကဖြတ်လိုက်တာတွေဗီဒီယိုစမတင်တော့မှလည်းဖြတ်လိုက်တဲ့သူတွေလည်းအများကြီးပဲကျွန်တော်တငယ်ချင်းတွေမှာလည်းရှိဆိုတော့အဲ့ဒါကိုကြည့်ပြီးတော့အမျိုးသားနှစ်ခုဖွဲ့ကြည့်မယ်ပထမတစ်ခုကဗီဒီယိုတင်တဲ့သူနဲ့ဒုတိယတစ်ခုက play ပါတယ်ဆိုတော့ပထမတစ်ခုအရင်ပြောကြည့်မယ်ဗီဒီယိုတစ်ပုတ်တင်လိုက်တယ်နောက်နေ့ကျောင်းမှာပဲဖြစ်ဖြစ်အလုပ်မှာပဲဖြစ်ဖြစ် TikTok က YouTube ကြီးလို့ခေါ်ခံရတယ်တကယ်လည်းဟုတ်တာပဲလေလို့ပြောစရာရှိတယ်ဒါပေမဲ့မတူသူတို့ခေါ်တာကလှောင်ခေါ်နေရဆိုတော့ကိုယ် support လုပ်တာမဟုတ်ဘူးကိုယ်ချစ်ဆက်သွားနိုင်အောင်သူတို့နောက်ကနေပြီးကိုညီပန့်ဖို့ပေးနေရလည်းမဟုတ်သူတို့တက်နိုင်တယ်များသူတို့ဆွဲချနေကြတစ်ဖက်လူရှက်သွားအောင်ပြောတယ်အဲ့လိုမျိုးရှက်ပြီးတော့ဒါကိုထပ်မလုပ်တော့အောင်ပြောတယ်ဘာလို့အဲ့လိုလုပ်တာလဲသူတို့ဘက်ကကြည့်မယ်ဆိုလို့ရှင်လေတငယ်ချင်းရှင်းအသက်အရွယ်လည်းတူတူအသက်ကြီးရဲ့လူပဲထားပါတော့ဒီကောင်ကထက်လည်းငယ်သေးတယ်ဒါပေမဲ့ तू အောင်မြင်သွားရင်ဆိုတဲ့စိတ်နဲ့သူတို့တက်နိုင်တယ်များဆွဲရှာတယ် तू အောင်မြင်သွားလို့မရဘူးအဲ့လိုမျိုးစိတ်နဲ့သူတို့ကအနှားပြတော့အောင်မကြောက်နေပဲကနေထွက်သွားအောင်လို့မင်းပြောနေကြတရလည်းမဟုတ်နှစ်ရလည်းမဟုတ်ခဏခဏကြီးခေါ်နေတော့ဘယ်လိုလုပ်ခံနိုင်တော့မှဒီဘက်ကလူလေပြင်တဲ့တယောက်မှလည်းဖြစ်ဘူးပဲပထမတစ်ယောက်ဆိုလို့ရှိရင် तू ဒီလိုဗီဒီယိုတင်တယ် idea မရှိဘူးပဲပြောဆက်လောက်ကတော့အမားရတော့အများကြီးပါပါပဲအဲ့ဒါကိုတကယ်တော့သူ့ကို support ပေးခြင်းနဲ့ဆိုလို့ရှိရင်သူ့ကိုတည်တည်ချာချာလမ်းပြပေးလို့ရတယ်မင်းဒီဗီဒီယိုကြီးရတော့မမိုက်ဘူးမင်းပြောတာရင်မမိုက်ဘူးအဲ့လိုပြောပြလို့ရတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးသူ့ကိုသွားပြီးတော့YouTuber ကြီး TikToker ကြီးလှောင်ခေါ်ပြောပါသေးတယ်လူကြားထဲမှာတမင်ချက်သွားအောင်လို့လူခေါ်တဲ့ပုံစံကြီးနဲ့ခေါ်တယ်ကွာအဲ့ဆိုတော့ तू ကနောက်နေ့ကျတော့ကျွန်တော်ကလည်းသူ့ဗီဒီယိုတွေကိုကြည့်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တော့အဲ့ဒါကိုအရန်လုပ်ရှင်တာဒါပေမဲ့ तू ကသူမျက်နှာအရင်အရင်ဆုံးပထမဆုံးပွဲဥထုတ်ပြီးတော့လှုပ်လိုက်တော့ကျွန်တော်လည်းသူ့အားကြတယ်အားဆိုသူ့ကိုနေတိုင်းကြည့်ပြတယ်ကြည့်တော့တလားလောက်နေတော့ဗီဒီယိုရဆက်မတင်တော့ကျွန်တော်လည်းဖုန်းဆက်ပြီးမေးကြည့်ရအောင်မင်းဘာလို့ဗီဒီယိုဆက်မတင်တော့လဲဆိုတော့သူ့ကိုအဲ့လိုမျိုးလှောင်ခေါ်တယ်တဲ့အများနဲ့ TikTok က YouTube ကြီးခေါ်တယ်တဲ့ဟုတ်တာပဲလေမင်းဘာလို့ဆက်ပြီးတော့မလုပ်တာလဲလို့ကျွန်တော်မေးတော့မဟုတ်ဘူးလေသူတို့ခေါ်တာကြီးအဲ့ဒါတည်းမဟုတ်တော့ဘူးလေငါလည်းအဲ့လိုမျိုးပြောတာတစ်ပတ်နှစ်ပတ်လုပ်သေးတယ်ဒါပေမဲ့နောက်ရက်တွေကျတော့သူတို့ကမင်း idea မရှိဘူးမင်းဘာမှလည်းမင်း idea မင်း credit လည်းမရှိဘဲနဲ့ဘာလို့အဲ့ဒါကြီးဖွင့်နေမှာလဲမင်းရတဲ့ပတ်စံလည်းမင်းအလကားပဲဆိုပြီးအဲ့လိုပြောတယ်အဲ့ဆိုသူလည်းရှက်တာပေါ့ရှက်ပြီးတော့နောက်နေ့ကျတော့ဗီဒီယိုတင်အောင်လုံးဝအဲ့တလားလောက်နေတော့ရက်သွားတယ်အဲ့ဗီဒီယိုနဲ့ကောင်တွေကိုပြောချင်တာငါအခုဗီဒီယိုတင်တယ်လာပလင်းကပြီးတော့ပြောချင်တာအခြေဆုံးတငယ်ချင်းချင်းပဲအဲ့လိုမျိုးစတယ်နောက်တယ်မင်းတို့ TikTok မှာတွေ့နေကွာခဏဒီလိုဗီဒီယိုမျိုးလေးOh, you okay? You okay? Oh my god. Are you bleeding? You go emergency room? Oh, let's go. What the fuck are you laughing? ဆိုတော့ငါတိပါပဲလေအဲ့ TikTok တွေကိုကြည့်ပြီးတော့ခြေစောတငယ်ချင်းကိုမင်းတို့အဲ့လို define လုပ်တာလားခြေစောတငယ်ချင်းကအဲ့လိုမျိုးဟုတ်တယ်ခြေစောတငယ်ချင်းတွေလည်းအဲ့လိုဖြစ်တတ်တယ်ဒါပေမဲ့အဲ့ဒါ level သူ့နေရာနဲ့သူရှိတယ်အဲ့လိုမျိုးလောက်ရမယ့်နေရာလားအခုအဲ့ဒီကိစ္စကဗီဒီယိုတင်တဲ့လူကလည်းအဲ့ဒါကိုသိရမယ်သူတို့ကိုယ်တမင်ရှက်ပြီးတော့ဒီနေဘယ်ကနေကိုယ်ကိုထွက်သွားအောင်လုပ်နေတဲ့အခါမှာကိုကလည်းငါကြက်ခံပြီးတော့ဆက်ပြီးတော့သွားနိုင်ရမယ်ကိုကတွက်ထားတယ်တစ်ပတ်မှာတစ်ပုတ်တင်မယ်တစ်ပတ်မှာနှစ်ပုတ်တင်မယ်တင်နေအောင်တင်သူတို့ view ဆိုင်မနေနဲ့အဲ့ဒါကိုပြောချင်တာအဲ့လိုမျိုးတီးခန့်နိုင်မှာအောင်မြင်မှာအခြားအခု YouTube လူတွေဆိုလဲသူတို့ဘယ်သူမှ TPA ထပ်တော့ပါတော့ကျွန်တော်ရန်ကြည့်ရမိုင်းလို့ဆိုလဲကြည့်ကောင်းတယ် TPA တက်ဆိုလို့ရှိရင်အဲ့ဒီကဦးလေးဆိုလို့ရှိရင်လဲစစကိုလောက်ကစားတော့ဆိုလဲဒီလောက်ကြီး quality တွေအရင်မကောင်းဒီလောက် security တွေကောင်းတာမဟုတ်ဘူးတဖြည်းဖြည်းနဲ့သူ့ဘာသူကြာလာတော့သူ့အတွေ့အကြုံကနေသူတင်သွားတာပဲဆိုတော့ဆက်လုပ်ရမယ်အဲ့ blame တဲ့လူတွေကို queue site နေလို့မရဘူးကိုဘေးကလူတွေပို့ဆိုးတယ်ဘသူ့မှာအဲ့လောက်ကြီးယုံပြီးတော့လည်းမထားနဲ့ဘသူပြောတဲ့စကားအောင်မှလည်းအဲ့လောက်ကြီးနားတယ်မထင်နဲ့ဆိုတော့သူတို့ကကောင်းစေခြင်းလို့ဝေဖန်တာနဲ့ blame တာနဲ့မတူဘူးအခုကသူတို့ကတမင်ထွက်သွားအောင်လို့အသေးအတန်ကိုစူးစမ်းနေကြတာဖြစ်တဲ့အတွက်ဆက်သွားငါလည်းပလင်းလို့ရတယ်လာပလင်းကျူးမဆိုင်ဘူးအဗီဒီယိုတင်တယ်နောက်နေ့လည်းဆက်တင်အောင်ပါတင်နေတာတင်မယ်မင်းတို့ကြည့်မကြည့်ကျူးမဆိုင်ကိုယ့်ရဲ့ audience တွေကိုမလေးစားရမှာဘလိန်းတဲ့ကောင်တွေကိုလည်းငါ audience ရင်းနေမှာမထည့်တာငါဝေဖန်လို့ရတယ်ဘလိန်းလို့လည်းရတယ်ဒါပေမဲ့ဘလိန်းတဲ့မျိုးပါမလို့စပလိန်းချင်းဘလိန်းမဘလိန်းချင်းနေမျိုးပါ